ဆိုတော့ငါဘုံပြောတယ်လို့ပဲအဲ့ငင်းချမ်းခြင်းဆိုတဲ့ guided meditation လေးကိုလူတော်တော်များရာနဲ့ချီပြီးတော့ဘုံလောက်ခိုင်းကြည့်တယ်စမ်းကြည့်တဲ့အခါမှာစိတ်မှာ10မိနစ်လောက်ကလေးဖြစ်ငင်းချမ်းရင် depression ပြောက်သွားတယ်ဘယ်လောက်အောင်းဖို့ကောင်းတယ်လဲနော်တချို့တပည့်လေးဆိုဘယ်လိုပြောလဲဆိုတော့အဲ့ဒီငင်းချမ်းတဲ့အချိန်လေးက10မိနစ်တောင်ရှိမှမထင်ဘူးနော်10စက္ကန့်15စက္ကန့်လောက်ပဲရှိမှထင်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလုံးဝငင်းချမ်းသွားတာအဲ့ငင်းချမ်းတဲ့စိတ်ကလေးဖြစ်ပြီးတဲ့နောက်မှာစိတ်ပြက်တဲ့စိတ်မရှိတော့စိတ်တက်ကြတဲ့စိတ်ကမရှိတော့ဘယ်လောက်အောင်းဖို့ကောင်းတယ်လဲနော်တကယ်လို့မဆိုမခက်ဘူးဒီတာမန်အဆင့်လောက်ငင်းချမ်းမှုဟာတကယ်ပဲမခက်ပါဘူးဒါပေမဲ့ဒီအဆင့်ကမိုက်ပေါ်နေပါမဟုတ်သေးဘူးနော်ဒါကိုနားလည်စေချင်သေးတယ်ဒါတကယ့်ကိုအခြေခံအောက်ဆုံးအဆင့်လောက်ရှိသေးတယ်အဲ့ဒီအောက်ဆုံးအဆင့်ဖြစ်တဲ့ငြင်းချမ်းမှုကိုတော့ရဖို့ရဘာမှမခက်ဘူးရက်ပိုင်းလောက်အတွင်းမှာတော့မှလေ့ကျင့်မယ်ဆိုရနိုင်အဲ့လိုငြင်းချမ်းတဲ့စိတ်ကလေးကို5မိနစ်လောက်10မိနစ်လောက်ရမယ်ဆိုရင်ဘာမှ depression မရှိတော့ဘူးလို့ဆရာရှိတော့အေးဆေးလုပ်သွားတာပဲဖြစ်ရင်လည်းဝန်တာပါတော့မဖြစ်လည်းခဏပဲပြီးရင်နောက်တစ်ခုလုပ်သွားတာပဲလူက start ဖြစ်မသွားဘူးတနည်းအားကြောင်ပိတ်ပြီးတော့မနေဘူးတိတ်ကူးတွေအကြံဉာဏ်တွေလည်းအများကြီးထွက်တယ်ကောင်းတဲ့အတွေးတွေကောင်းတဲ့အကြံတွေအများကြီးထွက်လာတယ်နော်အဲ့တော့ဒီနေ့မှာမနေ့5မိနစ်လောက်ညနေမှာ5မိနစ်လောက်စိတ်ကလေးလုံးဝငြင်းချမ်းသွားတာမျိုးရနိုင်ရင်အဲ့ဒီလူဟာတစ်သက်လုံးပဲတော့မှ depression မဖြစ်ဘူးဒါတွေမကဘူးတခြားစိတ်ယောဂတော်တော်များများလည်းပျောက်သွားမယ်နော်အခုခေတ်လူတွေမှာ anxiety neurosis လို့ခေါ်တဲ့ယောဂတော်တော်များများရှိပါတယ်နော်အနောက်နိုင်ငံကသိပညာရှင်ကြီးတော်တော်များများသူတို့ကိုယ်တိုင်လည်းပဲဒီတရားထုတ်တာဝါသနာပါတယ်တချို့ဆိုရင်ဘုံဘုံနဲ့သိတယ်နော် clinical psychologist တချို့ဆိုရင်သူတို့ဘုံဘုံရဲ့တပိဖြစ်ခဲ့မှုပါတယ်နော်ဒါပေမဲ့သူတို့လည်းဘုံဘုံကတော့တခါတလေသူ့ဆရာလိုပဲသဘောထားပါတယ်သူတို့ဆရာလည်းပညာတွေတော်တော်များများရခဲ့ပါတယ်နော်အဲ့ဒီ clinical psychologist တွေနဲ့ဆွေးနွေးရတဲ့အခါမှာသူတို့ကဘယ်လိုပြောလဲဆိုတော့ဒီခေတ်ကိုနော် age of anxiety အဲ့ဒါလိုကိုခေါ်လာတော့တာနော်နာမည်တက်တာကတော်တော်စဉ်းစားဖို့ကောင်းတယ် age of anxiety age ဆိုတာဒီညမှာအသက်အရွယ်ကိုပြောတာမဟုတ်ဘူးနော်ခေတ်ကာလကိုပြောတာဒီခေတ်ကာလဟာ anxiety ခေတ်ကာလဖြစ်နေပါတယ်နော်အခုနောက်ပိုင်းမှာနောက်တဦးကဘယ်လိုပြောပြရမလဲဆိုတော့ဒီခေတ်ကာလဟာ age of loneliness အထီးကျန်ဖြစ်တဲ့ခေတ်ကာလပါလူတွေကများနေပါတယ်အဖို့မရှိပါဘူးကိုကိုတောင်နားမလည်နိုင်တော့ဘူးတခြားလူနားလည်ဖို့ဆိုတော့တော်တော်ခက်သွားပြီနော်အဲ့တော့ဒီတရားအထုတ်လို့ကိုယ်စိတ်ကိုသေသေးချာချာအတွင်းကြကြကြိတက်လာပြီဆိုရင်ကိုကောင်းကောင်းနားလည်လာတယ်ကောင်းတာလည်းသိတယ်ဆိုးတာလည်းသိကောင်းတာကိုအသာလေးကောင်းတာကိုအားပေးသွားတာပေါ့ပို့ပြီးကောင်းအောင်နော်ဆိုးတာကိုလည်းပဲသိပြီးတော့ဒါလေးထိန်းထားတယ်ချက်ချင်းမပယ်နိုင်သေးပေမဲ့ကိစ္စမရှိဘူးသိနေတဲ့အတွက်ကြောင့်အသာလေးထိန်းထားလို့ရတယ်တော့ကောင်းတဲ့ဘက်ကကြာလေကောင်းလေဖြစ်လာတော့အလိုလိုပဲအကောင်းကအဆိုးကိုနိုင်ပြီးသားဖြစ်နေတယ်နော်ရင်များရင်နိုင်ပြီးများပြီးနိုင်တယ်နော်အဲ့လိုတရားအထုတ်ပြီးတော့ကိုယ်စိတ်ကိုတေချာသိလာတဲ့လူဟာညစိတ်ကိုလည်းတော်တော်နီးနီးဆက်ဆက်အကဲခတ်လို့ရတယ်နော်ဘုံဘုံလည်းဒီလိုပဲလူတကာဓမ္မတွေကိုအကဲခတ်ပြီးတော့တခါလေးပြောတဲ့စကားတွေပြောတာဟုတ်အဲ့တော့တချို့ကပြောတယ်ဘုံဘုံကတပည့်တော်တို့တဲ့ပြောနေတယ်လို့ပဲစိတ်ရဲ့သဘာဝကိုသိရင်ဒါပြောရတာသူမခက်ပါဘူးနော်သိထူးဆန်းကြီးမဟုတ်ပါဘူးလူတိုင်းမှာအဲ့လိုသိနေတဲ့အရေးချင်းရှိတယ်ကိုယ်စိတ်ကိုတကယ်နဲ့သိလာပြီးအဲ့ဒီသိတဲ့အသိဉာဏ်နဲ့အဲ့ဒီအသိဉာဏ်နဲ့ရှင်ဘက်ဖြစ်တဲ့တည်ငြိမ်မှုအေးချမ်းမှုလေးနဲ့တခြားလူတွေကိုကြည့်လိုက်စမ်းပါသူတို့စိတ်ထဲမှာဘယ်လိုများနေမလဲဆိုတာကိုပိုသိလာတယ်အများကိုပို့ပြီးတော့ချစ်တတ်တယ်နော်ချစ်တတ်တဲ့သူဖြစ်လာတယ်အဲ့ဒီချိန်ကြမှာကိုလည်းပဲပို့ပြီးတော့လေးစားတဲ့လူချစ်တတ်တဲ့သူတန်ဖိုးထားတဲ့လူဖြစ်လာတယ်အဲ့တော့ကိုယ်စိတ်ကိုသိရင်ပဲ loneliness ကတော်တော်တက်တာသွားတယ်နော်ကိုယ်စိတ်ကိုတခြားသိရင် anxiety လည်းတက်တာသွားတယ်။ဩကတော်တော်တက်တာသွားတယ်။လုပ်เสียရှိတာကိုနိလန်းရှာပြီးတော့လုပ်သွားမယ်။ကိုယုံကြည်မှုလည်းရှိလာတယ်။ငါကြိုးစားပြီးလို့ရင်အသင့်တော့အဆင်ပြေမှာပါ။အကြီးကျယ်ကြီးမဟုတ်တော့မှအသင့်တော့အဆင်ပြေမယ်